အားလုံးပဲမင်္ဂလာပါရွှေနှုတ်မှကြိုဆိုပါရစေဒီကနေ့မှာဆိုရင်တော့စာရေးသူ David Brooks ရေးသားထားတဲ့ The Social Animal ဆိုတဲ့စာအုပ်လေးရဲ့နှစ်ချုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အောင်မြင်မှုဆိုတာဘာကိုပြောတာလဲအောင်မြင်သူတယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဒီမေးခွန်းတွေကိုတမယိုးကြအတိုင်းစဉ်းစားကြည့်မယ်ဆိုရင်တော့အောင်မြင်မှုဆိုတာပတ်စံရှာနိုင်စွမ်းမမောလောက်စရာအလုပ်ကိုင်းမြင်မာတဲ့ယာရုကုန်တဲ့အဆင့်တန်းတွေလိုပဲသတ်မှတ်ကြပါလိမ့်မယ်ဒီလိုအောင်မြင်မှုတွေရဖို့အတွက်ကြိုးကြောင်းဆင်ခြင်နိုင်ဖို့ဉာဏ်ရည်မြင်မာဖို့ပညာတတ်ဖို့တွေလိုအပ်ပါတယ်ဒါကြောင့်လူအများစုဟာဉာဏ်ကောင်းဖို့နဲ့စဉ်းစားတွေးခေါ်မှုကောင်းဖို့ကိုသာအသေးအတန်ကြိုးစားနေကြပြီးဒီအရေးချင်းတွေရှိရင်အောင်မြင်တဲ့ဘဝရမယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဒီနေ့လေ့လာရမယ့် The Social Animal စာအုပ်မှာဆိုရင်တော့တမယိုးကြအယူအဆတွေကိုကင်လှုပ်ထားပြီးအောင်မြင်မှုစီသွားဖို့အတွက်စမ်းသစ်တဲ့လမ်းကြောင်းအသစ်တစ်ခုကိုမိတ်ဆက်ပေးထားပါတယ်ဒီလမ်းကြောင်းကတော့မသိစိတ် subconscious mind ပါပဲနောက်ဆုံးပေါ်စိတ်ပညာနဲ့အာရုံကြောပညာရဲ့ဆိုင်ရာသုတေသနတွေအရလူသားတွေရဲ့ခံစားချက်နားလည်သိမြင်မှုနဲ့ဇယိုက်လက္ခဏာတွေကိုသိစိတ်ထက်မသိစိတ်ကပိုပြီးလွှမ်းမိုးတယ်လို့သိရပါတယ်သိစိတ်ဟာယုတ်တိရှိရှိကြောင်းကျိုးဆင်ခြင်နိုင်ပေမဲ့မသိစိတ်ကတော့ထောင်တောင်းချီတဲ့သတင်းအချက်အလက်တွေကိုကိုယ်တော်မသိလိုက်ဘဲနဲ့အသိစိတ်ထံကိုပို့လွှတ်ပေးနိုင်ပါတယ်ဒါကြောင့်သိစိတ်ရဲ့ဆုံးဖြတ်ချက်တွေအားလုံးဟာမသိစိတ်ရဲ့တုံ့ပြန်မှုပေါ်မူတည်နေရလို့ပြောရမှာပါပဲမသိစိတ်ဟာလူသားတွေရဲ့ဘဝကိုအပြည့်အဝမထိန်ချုပ်နိုင်ပေမဲ့ကဘာကြီးကိုမြင်တဲ့အမြင်ကိုတော့လွှမ်းမိုးတက်ရောက်မှုရှိပြီးလူတစ်ယောက်ဘယ်လမ်းကြောင်းကိုရှောက်မယ်ဆိုတာလမ်းညွှန်ပေးနိုင်စွမ်းရှိရလို့ဒီစာအုပ်မှာဖော်ပြထားပါတယ်ဒီစာအုပ်ရဲ့စာရေးသူ David Brooks ဟာ New York Times သတင်းစာရဲ့ပေနိုင်ဆောင်းပါးရှင်ဖြစ်ပြီး Robots in Paradise, On Paradise Device အစရှိတဲ့စာအုပ်တွေကိုရေးသားခဲ့သူလည်းဖြစ်ပါတယ်သူဟာ Weekly Standard ရဲ့အကြီးတန်းအယ်ဒီတာအဖြစ်တာဝန်ယူခဲ့ဘူးသလို Newsweek နဲ့ Atlantic တို့မှာလည်းဆောင်းပါးတွေရေးသားခဲ့ဘူးပါတယ်ဒီစာအုပ်ဟာထုတ်ဝေပြီးရတဲ့ Amazon ရဲ့ရောင်းအားအကောင်းဆုံးစာအုပ်100စာရင်းမှာ6လစတိုက်ရည်တည်နိုင်ခဲ့တဲ့စာအုပ်တုပ်လည်းဖြစ်ပါတယ်ဒီစာအုပ်မှာစိတ်ကူးရင်ဇက်ကောင်နှစ်ကောင်ဖြစ်တဲ့ဟာရိုးနဲ့အဲရစ်ကာတို့ရဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝရှာဖွေပုံတွေကိုရေးသားဖော်ပြထားပြီးမသိစိတ်ကအောင်မြင်မှုရအောင်ဘယ်လိုလုပ်ပေးနိုင်လဲဆိုတာကိုလေ့လာဖတ်ရှုကြရမှာဖြစ်ပါတယ်။ The Social Animal စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့အောက်ပါအတိုင်းအခန်း3ခန်းခွဲခြားဖော်ပြသွားမှာဖြစ်ပါတယ်။ပထမခန်းမသိစိတ်ဟူသည်ဒုတိယခန်းမသိစိတ်ကိုပုံဖော်ပေးသောအကြောင်းအချက်များနဲ့တတိယခန်းအောင်မြင်မှုရစေရန်ကူညီပေးသောမသိစိတ်တို့ပဲဖြစ်ပါတယ်။အခန်း1မသိစိတ်ဟူသည်မသိစိတ် subconscious mind ဆိုတာကစိတ်ပညာအသုံးအနှုန်းတစ်ခုပါမသိစိတ်ထဲမှာပါတဲ့မသိဆိုတဲ့စကားလုံးအတိုင်းမသိစိတ်ဟာဖုံးကွယ်နေတဲ့စိတ်တစ်ခုဖြစ်ပြီးမသိစိတ်အယူအဆကိုဩစတြေးလျပညာရှင် Sigmund Freud ကစတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်မသိစိတ်ဟာကာယကရှင်ကိုယ်တိုင်တောင်သတိမထားမိပဲသူ့အလိုလိုတည်ရှိနေတဲ့တွေးခေါ်မှုတစ်မျိုးဖြစ်ပြီးလူတွေမသိတဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေလို့လည်းပြောရမှာဖြစ်ပါတယ်လူသားတွေဟာနေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်ကြီးငယ်ကိုချမှတ်နေရပါတယ်။အဲဒီဆုံးဖြတ်ချက်အများစုဟာစဉ်းစားတွေးခေါ်မှုမပါကြပါဘူး။ဗာဂျီးနီးယားတက္ကသိုလ်ကစိတ်ပညာပါမောက္ခ Timothy D. Wilson ကလူသားတွေရဲ့စိတ်ဟာတစ်ချိန်တည်းမှာအချက်အလက်ပေါင်း17တန်းလောက်ထိလက်ခံရယူနိုင်ပြီးအဲဒီထဲကအခု40လောက်ကိုသာသိစိတ်ကသတိထားမိရလို့ဆိုပါတယ်။ကျန်တဲ့သတင်းအချက်အလက်ပေါင်းများစွာကိုတော့မသိစိတ်ကကင်တွယ်လှုပ်ဆောင်ပေးတာပါ။ဒီ theory ရဆိုရင်လူသားတွေဟာဆုံးဖြတ်ချက်ကိုမစင်စားပဲလုပ်တာမဟုတ်ပဲမတိစိတ်ရဲ့တန်းနဲ့ချီတဲ့သတင်းအချက်အလက်တွေကနေတဆင့်အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုလင်းလင်းမြန်ချမှတ်နိုင်စွမ်းရှိတယ်လို့ပြောရပါလိမ့်မယ်။ဒါကြောင့်နေ့စဉ်ဘဝမှာဗဒနာကြတဲ့အရာကတိစိတ်မဟုတ်ပဲမတိစိတ်တာဖြစ်ပါတယ်။တိစိတ်နဲ့စဉ်းစားတွေးခေါ်ခြင်းဟာငွေနဲ့ဂုဏ်တို့လိုတူးချင်းဆိုင်ရာအောင်မြင်မှုနဲ့အာဏာပါဝါတွေကိုသာရရှိစေနိုင်ပါတယ်။မတိစိတ်နဲ့တွေးခေါ်တဲ့အဆင့်မှာတော့လူအချင်းချင်းပေါင်းသင်းဆက်ဆံမှုစီးလုံးညီညွတ်မှုဂရုစိုက်စောင့်ရှောက်မှုတို့ရဲ့စွမ်းအားကိုပါရရှိလာနိုင်ပါတယ်။လူမှုဗေဒနဲ့စိတ်ပညာဗေဒတို့ရဲ့သုတေသနတွေအရလည်းမသိစိတ်ဟာအောင်မြင်မှုရဖို့အတွက်အရေးကြီးဆုံးအချက်ဖြစ်တယ်လို့သိရပါတယ်။မသိစိတ်ရဲ့အဓိပ္ပာယ်ကိုနားလည်ပြီးဆိုရင်တော့အခုဆက်ပြီးဒီစာအုပ်ထဲကဇာတ်ကောင်တူဖြစ်တဲ့ဟာရိုးမိဘတွေရဲ့အချစ်ဇာတ်လမ်းကိုလေ့လာကြည့်ရအောင်ပါ။ဟာရိုးရဲ့မိဘတွေဖြစ်တဲ့ Rob နဲ့ Julia တို့ဟာတငယ်ချင်းတွေရဲ့အောင်သွယ်လုပ်ပေးမှုကြောင့်တယောက်နဲ့တယောက်လုံးဝမသိခဲ့ပဲချိန်တွေ့ခဲ့ကြတာပါ။သူတို့နှစ်ယောက်ဟာနှစ်ဦးသားရဲ့ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေကိုကြည့်ပြီးစကားတွေပြောရကတဆင့်ချစ်သူတွေဖြစ်သွားကြပါတယ်။ဒါဟာဖြစ်ရိုးဖြစ်စဉ်အချစ်ဇာတ်လမ်းတစ်ခုလို့ထင်ရပေမယ့်အဲ့ဒီနောက်ွယ်မှာဘာတွေဖြစ်ပျက်သွားတယ်ဆိုတာအသေးစိတ်လေ့လာကြည့်ရအောင်ပါ။ Rob ကဂျူလီယာကိုပထမဆုံးအကြိမ်ကြည့်လိုက်တဲ့အခါဂျူလီယာဟာခါးနဲ့တင်ပါအချိုးစားကြပြီးမျက်နှာကျပြည့်ပြည့်သလိုသပင်ရှည်လေးတွေကရိမ့်နှွဲ့နေပြီးနှစ်လိုပဲအပြုံးနဲ့တက်တည်ရှိရှိတည်ငြိမ်နေတဲ့မိန်းကလေးတူလို့တွေးလိုက်မိပါတယ်
ရော့ရဲ့မသိစိတ်ထဲမှာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ဟာလစာဝင်ငွေလဲကောင်းလိမ့်မယ်လို့ဆက်ယုံကြည်ထားပါတယ်။ရော့ဟာဒီအမျိုးသမီးကိုသူမြင်ချင်းချစ်မိသွားတယ်လို့ခံစားလိုက်ရပေမဲ့အဲ့ဒီခံစားချက်ရဲ့နောက်ွယ်မှာမမြင်နိုင်တဲ့အလုပ်လုပ်ပုံတွေရှိနေပြီးအဲ့ဒီမျက်စိတမိတ်အတွင်းမှာတင်သူ့အုံနောက်ဟာမသိစိတ်ကိုအသုံးချပြီးလင်းလင်းမြတ်အလုပ်လုပ်နေရကိုတွေ့ရပါလိမ့်မယ်။မျိုးပွားခြင်းဟာကမ္ဘာကတက်ရှိမျိုးစိတ်တိုင်းရေရှည်ရက်တည်ရှင်သန်နိုင်မှုအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုပါ။ဒါပေမဲ့လူမိန်းမတွေဟာတရိษံအမတွေလိုမျိုးဥတဲချိန်မှာထူးခြားတဲ့အသွင်ပြင်ပြောင်းလဲမှုတွေကိုမဖော်ပြကြပါဘူး။အမျိုးသားတွေဟာရှေးပဝေသနီကလေးကကြန့်ရှိနေခဲ့တဲ့မတိစိတ်ရဲ့အာယုံကိုသာအသုံးပြုပြီးအမျိုးသမီးတစ်ယောက်မျိုးပွားနိုင်စွမ်းရှိမရှိလေးလာသုံးသပ်ကြရပါတယ်။ဒါကြောင့်ဂျူလီယာရဲ့ရင်ခါတင်အချိုးအစားတွေနဲ့လစာများနိုင်ခြေတွေကိုကြည့်ပြီးမျိုးပွားနိုင်စွမ်းရှိနိုင်လောက်တယ်လို့ရော့ရဲ့မတိစိတ်ထဲမှာသတိထားမိခဲ့တာဖြစ်ပါတယ်။ဂျူလီယာဘက်ကတော့ရော့နဲ့တွေ့ချိန်မှာခက်မစိတ်ပဲနေပါတယ်။ရေဘူးရအဖြစ်အမျိုးသမီးဟာအမျိုးသားတွေလောက်အပြင်ပန်းကိုတိတ်မကြည့်ကြပါဘူး။ကဘာဦးခေတ်တုန်းကအစာရေစာရှားပါမှုနဲ့အန်ဒီရယ်များမှုတွေကြောင့်အစားအစာဖူလုံခြင်းနဲ့အန်ဒီရယ်ကာကွယ်နိုင်ခြင်းတို့ဟာအမျိုးသမီးတွေရဲ့ပါတနာရွေးချယ်မှုမှာအရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေဟာမျိုးပွားနိုင်စွမ်းကိုသာမကသူတို့ပါတနာရဲ့တာဝန်ယူခြင်းစိတ်ကိုပါတန်ဖိုးထားတယ်လို့ပြောရပါလိမ့်မယ်။ဒီစိတ်ဟာမျိုးစိတ်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာခဲ့ပြီးအမျိုးသမီးတွေရဲ့အိမ်နောက်ဘက်ရွေးချယ်မှုကိုလွှမ်းမိုးထားတဲ့မတိစိတ်ထဲကအချက်လက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဂျူလီယာဟာရုပ်စင်းအင်္ဂါကိုတန်ဖိုးထားရမယ်ရော့ပြည့်ယုံကြည်ရမှုနဲ့မိသားစုပေါ်ရေရှည်တာဝန်တည်တတ်မှုတို့ကိုလည်းထည့်တွက်ပါတယ်။ဒီသုံးသက်လေးလာမှုမျိုးဟာတိစိတ်နဲ့လောက်တာမဟုတ်ပဲမျိုးရိုးဗီဇအဆက်မတိစိတ်နဲ့လူမှုရေးယဉ်ကျေးမှုဆိုင်ရာအချက်လက်တွေနဲ့အတူဂျူလီယာတောင်မသိလိုက်ပဲဆုံးဖြတ်သုံးသက်လိုက်ခြင်းဖြစ်ပါတယ်။ဂျူလီယာရဲ့မျက်လုံးထဲမှာရော့ဟာအရက်ရှိမေယိုကကနဲ့ချောမောခံရတယ်လို့ဟာသညံလည်းရှိတယ်။ဒါပေမဲ့ပေါ်ပြမဟုတ်ပဲကြည်လေးနေတဲ့လူတစ်ယောက်ဖြစ်တယ်လို့မြင်ပါတယ်။ဒါတွေအားလုံးဟာမသိစိတ်ထဲကအကောင်းမြင်တဲ့ခံမှန်းတွက်ချက်မှုတွေပါပဲ။ဒီသုံးသက်တွက်ချက်မှုတွေအားလုံးဟာမျက်စိတမိတ်လျက်တစ်ပြက်အတွင်းမှာပဲစကားလုံးတစ်လုံးမှမပြောသေးခင်ဖြစ်ပျက်သွားတာပါ။အဲ့ဒီတင်ကအတွင်းမှာတင်သူတို့နှစ်ယောက်ဟာအချင်းချင်းမသိစိတ်ကနေခောက်တုတ်ခောက်ပြန်စူးစမ်းလေးလာပြီးနေကြပါပြီ။သူတွေသနာတွေအရာလူတွေဟာတခြားလူတစ်ယောက်ရဲ့ယုံကြည်ရမှုတက်ကြွမှုနဲ့လောက်ကင်နိုင်စွမ်းတွေကို3.1 စက္ကန့်အတွင်းမှာတင်သုံးသက်နိုင်တယ်လို့သိရပါတယ်။လူနှစ်ယောက်ပထမဆုံးချိန်တွေ့ဆုံတဲ့3.1 စက္ကန့်ဟာသူတို့နှစ်ယောက်နောက်ထပ်လအနည်းငယ်အတွင်းဘယ်လိုခံစားမိမယ်ဆိုတာကိုအတိအကျခံမှန်းနိုင်တာများပါတယ်။ဂျူလီယာနဲ့ရော့တို့နောက်ပိုင်းချင်းတွေ့တဲ့အခါမှာလေသူတို့နှစ်ယောက်ဟာတူညီမှုတွေတော်တော်များရှိနေရကိုတွေ့ခဲ့ကြရပါတယ်။သူတို့နှစ်ယောက်ဟာအသက်အရွယ်အဆင့်အတန်းနဲ့နောက်ခံမိသားစုအတိုင်းဝိုင်းတွေတူညီကြပါတယ်။သူတို့နှစ်ယောက်ဟာစကားပြောရင်းရှာကိုတက်တာလဲတူပြီးခန္ဓာကိုယ်ရှေ့ကိုညှို့ကိုင်းရင်းတခြားတစ်ယောက်ကိုအနီးကပ်ကြည့်တာမျိုးလဲတူညီကြပါတယ်။ဒါတွေဟာမသိစိတ်ကိုထင်ဟပ်ဖော်ပြနေတဲ့ခန္ဓာကိုယ်အမူအရာတွေပါပဲ။လူသားတွေရဲ့ခံစားချက်ဆိုင်ရာဆက်သွယ်မှုတွေမှာစကားနဲ့ဆက်သွယ်မှုဟာ10%သာရှိပြီးကျန်တဲ့90%က body language လို့ခေါ်တဲ့ကိုယ်ဟန်အမူအရာနဲ့ဆက်သွယ်ကြတယ်လို့သိရပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အမူအရာဟာစိတ်ခံစားချက်တွေကိုဖော်ပြနိုင်တာမကခံစားချက်တွေကိုနှုံးဆော်ပေးနိုင်တယ်လို့လည်းပြောရမှာဖြစ်ပါတယ်။ဒါတွေဟာမသိစိတ်ရဲ့စွမ်းအားပါပဲ။လူတွေကမြင်မြင်ချင်းချစ်သွားတဲ့အချစ်မျိုးကိုသဘာဝမကျဘူးစိတ်မချရဘူးလို့ထင်ကြပေမဲ့တကယ်လက်တွေ့မှာတော့အမျိုးသားအမျိုးသမီးနှစ်ယောက်လုံးဟာသဘာဝကျတဲ့သုံးသက်တွေးခေါ်မှုတွေကိုမသိစိတ်ထဲကနေတွက်ချက်နေပြီးအဲ့ဒီအချက်လက်တွေကတဆင့်နောက်ဆုံးပိတ်ဆုံးဖြတ်ချက်ကိုချမှတ်ကြတာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာတိစိတ်နဲ့လှုပ်လိုက်တယ်လို့ထင်ရပေမဲ့တကယ်တော့ဒီအတွေးတွေကိုတိမ်မြုပ်နေတဲ့မသိစိတ်ကလမ်းညွန်ပြသပေးလိုက်ခြင်းသာဖြစ်ပါတယ်။အခန်းနဲ့မသိစိတ်ကိုပုံဖော်ပေးသောအကြောင်းချက်များစာရေးသူ Brooks ရဲ့အဆိုအရကလေးဘဝတန်ရောစဉ်ကျောင်းသားဘဝယဉ်ကျေးမှုနောက်ခံဆိုတဲ့အချက်၃ချက်ဟာမသိစိတ်ကိုအဓိကပုံဖော်ပေးတယ်လို့သိရပါတယ်။မသိစိတ်ကိုပုံဖော်ပေးတဲ့ပထမဆုံးအချက်ကတော့ငယ်စဉ်ကလေးဘဝကတန်ရောစဉ်နဲ့တွေ့တာမှုတွေပဲဖြစ်ပါတယ်။ပြည်ထိုင်စိတ်ပညာရှင် John Bowlby ဟာကလေးတွေနဲ့သူတို့ရဲ့မိခင်သို့မဟုတ်ပေမအုပ်ထိန်းသူတွေကြားကဆက်ဆံရေးဟာကလေးရဲ့သူတို့ကိုသူတို့နဲ့ကဘာကြီးပေါ်ရှုမြင်ပုံတွေကိုပုံဖော်ပေးနိုင်တယ်လို့သိရပါတယ်။ကောင်းမွန်တဲ့တန်ရောစဉ်နှောင်တွယ်မှုကိုရရှိခဲ့တဲ့ကလေးတွေရဲ့မျက်လုံးထဲမှာကဘာကြီးဟာလွတ်လပ်ပွင့်လင်းနေပါတယ်။သူတို့ဟာဒဇိမ့်တွေနဲ့စကားပြောဆိုရကြပြီးလူမှုဆက်ဆံရေးဆိုင်ရာအပြုအမူမျိုးမျိုးကိုအတိတ်ပဲကောက်နိုင်ကြပါတယ်။ဒီကလေးတွေဟာကျောင်းပြီးတဲ့အခါလူမှုဆက်ဆံရေးနဲ့စိတ်ဖိစီးမှုလျှော့ချရေးတွေမှာကျွမ်းကျင်ပိုင်နိုင်ကြပါတယ်။ပြောင်းပြန်အနေနဲ့ပြောရမယ်ဆိုရင်တော့မိဘတွေနဲ့တန်ရောစဉ်နှောင်တွယ်မှုမလုပ်နိုင်ခဲ့တဲ့ကလေးတွေဟာပြင်ပကဘာကြီးကိုကြောက်ရွံ့တဲ့စိတ်နဲ့အသက်ရှင်လေရှိကြပါတယ်။သူတို့ဟာ introvert လို့ခေါ်တဲ့တယောက်တည်းနေတဲ့သူတွေဖြစ်လာကြပြီးစိတ်တူစိတ်ဆက်မှုနဲ့ရန်လိုမှုတွေပြည့်နှက်နေတတ်တာကြောင့်ရင်းနှီးနှွေးထွေးတဲ့ဆက်ဆံရေးကိုတိစောက်ဖို့ခက်ခဲနေတတ်ပါတယ်။ဒီစာအုပ်ထဲကအမျိုးသားဇာတ်ကောင်ဟာရိုးဟာ
မိဘတွေနဲ့ကောင်းမွန်တဲ့တန်ရောစဉ်တည်ဆောက်နိုင်ခဲ့တဲ့ကလေးတွေကဥပမာတစ်ခုဖြစ်ပါတယ်။ရှေ့ခန်းမှာပြောခဲ့သလိုပဲဟာရိုရဲ့မိဘတွေဖြစ်တဲ့ Rob နဲ့ Julia တို့ဟာမျိုးကောင်းရိုးကောင်းပညာတတ်တွေဖြစ်တာကြောင့်လူဖြူလူလက်တန်းစားမိသားစုတစ်ခုကိုအတူတကွတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဟာရိုရဲ့ငယ်ဘဝဟာမိဘတွေရဲ့ကောင်းမွန်တဲ့တုံ့ပြန်မှုတွေရရှိခဲ့တာကြောင့်ကြီးလာတဲ့အခါပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးလူတွေကိုယုံကြည်တတ်တဲ့အကျင့်စရိုက်ရှိလာခဲ့ပါတယ်။သူမိဘတွေရဲ့အကျွမ်းမဲ့ချစ်ချင်းမြတ်တာတွေကြောင့်သူ့ရဲ့ကလေးဘဝဟာပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရချိန်မှာတော့ဟာရိုးဟာအလွယ်တကူစိတ်ပြတ်တာအစိုးမြင်တာတွေမရှိဘဲအကြမ်းဖက်တာမူရစ်စေသုံးတာတို့လိုအပြုတ်မှုတွေနဲ့လည်းသူ့ခံစားချက်တွေကိုဖောက်ထုတ်တာမျိုးမလုပ်ပါဘူး။သူအရွယ်ရောက်လာလေသူ့ရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကမြင့်မားလာလေပါပဲ။သူဟာလူတွေနဲ့တက်တက်ကြွကြွဆက်ဆံလေးရှိသလိုတခြားလူတွေရဲ့ပြဿနာတွေကိုလည်းကူညီဖြေရှင်းပေးလေးရှိပါတယ်။ခြုံပြောရမယ်ဆိုရင်တော့ဟာရိုးဟာသဘာဝအလျောက်မိတ်ဆွေတငယ်ချင်းအသစ်ရှာဖွေနိုင်တဲ့လူတစ်ယောက်လို့ပြောရမှာဖြစ်ပါတယ်။ကောင်းမွန်တဲ့တန်ရောစဉ်ကိုတိစောက်နိုင်ဖို့အတွက်အရေးကြီးဆုံးတော့ချက်ကတော့အုတ်ထင်းသူတွေကကလေးရဲ့လိုအပ်ချက်ကိုဂရုတစိုက်စောင့်ကြည့်ဖြည့်ဆည်းပေးခြင်းပဲဖြစ်ပါတယ်။ဒီကယ်လို့မိဘတွေကိုယ်တိုင်ကသူတို့ရဲ့ငယ်ဘဝမှာမိဘတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်နိုင်ခဲ့မယ်ဆိုရင်သူတို့သားသမီးတွေကိုလည်းကောင်းမွန်တဲ့တုံ့ပြန်မှုတွေပြန်လည်ပြုလုပ်ပေးနိုင်လေရှိပါတယ်။ဒါပေမဲ့ဒီအချက်ကတရည်သေးတော့မဟုတ်ပါဘူး။မိဘတွေနဲ့ဆက်ဆံရေးမကောင်းခဲ့တဲ့သူတွေဟာလည်းသားသမီးတွေရဲ့လိုအပ်ချက်ကိုအသေးစိတ်စောင့်ကြည့်ဖြည့်ဆည်းပြီးအစိုးတန်တရားကနေဖောက်ထွက်နိုင်တာမျိုးရှိပါတယ်။ကလေးနဲ့မိဘကြားနှောင်တွယ်မှုဟာကလေးရဲ့ကဘာကြီးပေါ်ရှုမြင်ပုံကိုတက်ရောက်မှုရှိရဲဆိုပေမဲ့တစ်သက်လုံးလွှမ်းမိုးနိုင်တာတော့မဟုတ်ပါဘူး။စိတ်သက်ခွန်အားကောင်းမွန်တဲ့တချို့လူတွေဟာကလေးဘဝရဲ့မကောင်းတဲ့လွှမ်းမိုးမှုတွေကိုကျော်လွှားနိုင်စွမ်းရှိကြပါတယ်။တချို့ကြတော့လည်းကံကောင်းထောက်မှပြီးအရွယ်ရောက်လာတဲ့အခါနှွေးထွေးတဲ့တခြားတန်ရောစင်တွေကိုတိဆောက်နိုင်ကြပါတယ်။မတိစိတ်ကိုပုံဖော်ပေးတဲ့ဒုတိယအချက်ကတော့ចောင်းသားဘဝဖြတ်သန်းမှုတွေပါပဲ။ဟာရိုရဲ့ဇနီးအဲရစ်ကာဟာဟာရိုနဲ့မတူတဲ့မိသားစုအခြေအနေကနေပေါက်ဖွားကြီးပြင်းခဲ့သူဖြစ်ပါတယ်။အဲရစ်ကာဟာတရုတ်မက္ကဆီကန်ဖြစ်ပြီးသူမရဲ့ဖခင်ကမိသားစုကိုအချိန်အကြာကြီးစွန့်ခွာသွားသလိုမိခင်ဖြစ်သူဟာလည်းပုံမှန်ဝင်ငွေမရှိဘဲစိတ်ကြယောဂခံစားနေရသူပါ။အဲရစ်ကာဟာဆင်းရဲပြီးရုန်းကန်နေရတဲ့အောက်ခြေလူရန်စားကဖြစ်တာကြောင့်ဟာရိုနဲ့ဆုံတွေ့ဖို့ဆိုတာပုံမှန်အားဖြင့်တော့ဖြစ်နိုင်ကြတော်တော်နည်းပါတယ်။အဲရစ်ကာရဲ့ကံကြမ္မာဟာ The Academy လို့ခေါ်တဲ့အထက်တန်းကျောင်းကတဆင့်အပြောင်းအလဲဖြစ်ခဲ့တယ်လို့ပြောရပါလိမ့်မယ်။ The Academy ရဲ့တည်ထောင်သူတွေဟာဆင်းရဲမွဲတေမှုကိုတိုက်ဖြတ်ခြင်းနဲ့ဆိုရင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ခုလုံးကိုအပြောင်းအလဲလုပ်ပြရမယ်လို့ယုံကြည်ခဲ့ကြတာကြောင့်ဆင်းရဲတဲ့မိသားစုတွေရဲ့ကလေးတွေကိုအခက်အခဲတွေကြားကနေဆွဲထုတ်ပေးဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ဒီကလေးတွေကိုကောင်းမွန်တဲ့ပတ်ဝန်းကျင်အသစ်မှာထားပေးနိုင်မယ်ဆိုရင်အတွေ့အခေါ်အပြုမှုအသစ်တွေကိုသူတို့ဟာသူတို့သင်ယူနိုင်ခြေရှိပါတယ်။ဒီသဘောတရားကိုအခြေခံပြီးဒီ Academy ကိုတည်ထောင်ခဲ့တာပါ။ဒီကဲတော့ဒီ Academy ဟာကျောင်းတစ်ကျောင်းဆိုတာထက်အတိုင်းအဝိုင်းအသစ်တစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ဒီကျောင်းဟာကျယ်ပြန့်တဲ့သင်ခန်းစာတွေအပြင်ကျန်းမာရေးစောင့်ရှောက်မှုစိတ်ပိုင်းဆိုင်ရာအကြံပေးဝန်ဆောင်မှုအစားအသောက်အစီအစဉ်ရေးဆွဲပေးမှုနဲ့ပျော်ရွှင်စရာဖျော်ဖြေရေးအစီအစဉ်လေးတွေဖန်တီးပေးမှုတို့ကိုလည်းပြုလုပ်ပေးပါတယ်။ဒါတွေမကစာတော်တဲ့ကျောင်းသားတွေဟာအခမဲ့ခီးသွွားခွင့်တွေလည်းရရှိကြပါသေးတယ်။ကျောင်းသားတွေဟာအခြေခံပညာရေးစီမင်းစည်းကမ်းတွေကိုသင်ယူလေ့လာရုံသာမကသူတို့မိသားစုတွေကသင်ပေးလိုက်တဲ့မျက်လုံးချင်းစုံပြီးစကားပြောတာအတန်းထဲမှာမတ်တက်ရက်ပြီးစကားပြောတာပထမဆုံးတွေ့ဆုံမှုသူကိုလက်ဆွဲနှုတ်ဆက်တာတွေကိုလည်းသင်ယူခွင့်ရရှိခဲ့ကြပါတယ်။အဲရစ်ကာဟာနောက်ပိုင်းမှာပုံမှန်အစိုးရအလဲတန်းကျောင်းကိုတက်ရောက်နိုင်ခဲ့ပြီးနှစ်အနည်းငယ်အကြာမှာလုံးဝမတူညီတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူမဟာအမြင့်ဆုံးအဆင့်တွေကိုရရှိခဲ့သလိုစံနမူနာထားထိုက်တဲ့အပြုအမူကောင်းတွေနဲ့နေထိုင်နိုင်ခဲ့ပြီးစီးပွားရေးနယ်ပယ်မှာခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့အထိရည်မှန်းချက်ထားခဲ့ပါတယ်။ဒါဟာမသိစိတ်ကိုပုံဖော်ပေးတဲ့ဒုတိယအချက်ဖြစ်တဲ့ပညာရေးနဲ့ကျောင်းသားဘဝတို့ရဲ့အရေးပါပုံပါပဲ။ဒီ Academy ဆိုတဲ့ကျောင်းလေးဟာအစိမ့်သင့်မိဘတွေရဲ့နှောက်ယှက်မှုတွေကိုကင်းဝေးစေခဲ့တယ်လို့ပြောရပါလိမ့်မယ်။ဆင်းရဲတဲ့ကလေးတွေဟာမကောင်းတဲ့မိသားစုရဲ့တက်ရောက်မှုကိုပိုခံရနိုင်ခြေရှိတာကြောင့်အဲ့ဒီပတ်ဝန်းကျင်ကနေဖယ်ထုတ်လိုက်ပြီးသူတို့ရဲ့ဉာဏ်ရည်နဲ့ခံစားချက်ကိုတိုးတက်စေမဲ့ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုကိုဖန်တီးပေးဖို့လိုပါတယ်။အဲရစ်ကာရဲ့ဖြစ်ပျက်ကိုလေ့လာကြည့်မယ်ဆိုရင်ဒီလိုစာသင်ကျောင်းတွေအောင်မြင်မှုရရှိနိုင်တာကိုတွေ့ရပါလိမ့်မယ်။အဲရစ်ကာဟာစာပေဗဟုသုတကိုသာမကခံစားချက်ထိန်းချုပ်ရေးနဲ့ဘဝပန်းနိုင်ဖော်ထုတ်ရေးတွေကိုပါလေ့လာနိုင်ခဲ့တာကြောင့်ကလေးဘဝရဲ့တက်ရောက်မှုတွေကိုဖယ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။မသိစိတ်ကိုပုံဖော်ပေးတဲ့တတိယအချက်ကတော့လူတစ်ယောက်ကြီးပြင်းကျင်လည်ခဲ့ရတဲ့နောက်ခံယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေပါပဲ။အဲရစ်ကာဟာအထက်တန်းကျောင်းတတိယနှစ်မှာဂျန်ဗာတက္ကသိုလ်ကိုဝင်ခွင့်ရခဲ့ပါတယ်။ဒီလိုဝင်ခွင့်ရခဲ့ခြင်းဟာအဲရစ်ကာရဲ့မိဘအတိုင်းဝိုင်းတွေကိုအုပ်အော်တောင်းနှင်းဖြစ်သွားစေခဲ့ပါတယ်။သူ့ဖေဘက်ကမက္ကဆီကန်လူမျိုးတွေဟာအမေရိကန်လူနေမှုဘဝနဲ့အသားကျနေပြီဆိုပေမဲ့ဒီလောက်ထိမြင့်မားတဲ့ပညာရေးအရေးချင်းမျိုးမရရှိခဲ့ကြပါဘူး
သူတို့ကအဲရစ်ကသာဂျန်ဗာတက္ကသိုလ်ကိုရောက်သွားရင်ဒီမိသားစုထဲမှာဆက်မရှိနိုင်တော့ဘူးလို့ထင်နေကြတာပါသူ့အမေဘက်ကတရုတ်ဆွေမျိုးတွေကလည်းအဲရစ်ကာကိုအောင်မြင်စေခြင်းပဲမဲ့မိသားစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်စေချင်ပါတယ်ဒီတော့နှစ်ဖက်လုံးကအဲရစ်ကာတက္ကသိုလ်သွားတတ်ရင်သူတို့နဲ့စိမ့်သွားမှာကိုကြောက်နေကြတာပါအဲရစ်ကာဟာကလေးဘဝကလေးကမတူညီတဲ့ယဉ်ကျေးမှုနှစ်ခုကြားမှာကြီးပြင်းခဲ့ရသူဖြစ်တာကြောင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းကွာခြားမှုကိုပိုပြီးကင်တွယ်နိုင်ပါတယ်။သူမဟာပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးပြောင်းလဲပြင်လွယ်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ဥပမာအဖြစ်သူမရဲ့အဖေဘက်ကဆွေမျိုးတွေနဲ့နေချိန်မှာအဲရစ်ကာဟာပေါ့ပေါ့ပါတတောင့်တတာနဲ့ရင်းကျက်တဲ့အသွင်ကိုဆောင်ပါတယ်။သူ့အမေဘက်ကအာရှဆွေမျိုးတွေနဲ့ဆိုရင်တော့ရိုသေလေးစားမှုပိုပြပြီးလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်နေထိုင်လေးရှိပါတယ်။တက္ကသိုလ်ကိုရောက်ပြီးချိန်မှာလည်းအဲရစ်ကာဟာယဉ်ကျေးမှုကွာခြားချက်တွေကိုကောင်းကောင်းကင်တွယ်နိုင်ခဲ့ပါတယ်။တကယ်တော့ယဉ်ကျေးမှုတိုင်းမှာတူညီတဲ့အချက်တွေရှိကြတာကြီးပါပဲ။ဥပမာအဖြစ်ဘယ်ယဉ်ကျေးမှုမှာပဲဖြစ်ဖြစ်ကလေးမှန်ရင်ရိုးရိုးရီထက်အချိုရည်ကိုပိုကြိုက်ကြတာချင်းတူတယ်လို့လူစိမ်းတွေကိုသတိထားဆက်ဆံဖို့တင် जा ပေးတာချင်းလည်းတူပါတယ်။ဒါပေမဲ့မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာကြီးမားတဲ့ကွာခြားချက်တွေလည်းရှိတတ်ပါတယ်။ဥပမာအဖြစ်ဂျာမန်လူမျိုးတွေရေးတဲ့ပြဿနာတွေဟာအမေရိကန်တွေရေးတဲ့ပြဿနာတွေထက်ဇက်သိမ်းမကောင်းနိုင်ချေသုံးဆပိုတာမျိုးပါ။တချို့ယဉ်ကျေးမှုတွေမှာကြတော့လေအမျိုးသားတွေဟာအယက်မူးလာရင်ရိုမန်တစ်ပိုဆန်ကြပြန်ပါတယ်။အဲဒီလိုယဉ်ကျေးမှုတွေထုံတန်းတွေဟာလူအုံနောက်မှာခတ်နှိပ်ထားတဲ့တစိမ့်တွေဖြစ်ပြီးမတိစိတ်ရဲ့အစိပ်ပိုင်းတွေဖြစ်လာကြတယ်လို့ပြောရမှာဖြစ်ပါတယ်။အဲရစ်ကာရဲ့အတွေ့အကြုံတွေဟာဟာရိုရဲ့ဘဝမှာတစ်ခါမှမကြုံဘူးခဲ့တဲ့အတွေ့အကြုံတွေပါ။ဟာရိုရဲ့အတိုင်းအဝိုင်းအတွက်တော့အိမ်ကနေပြီးတော့ကောလိပ်ကျောင်းသွားတတ်တယ်ဆိုတာပုံမှန်ဖြစ်တာကြောင့်ဘယ်သူမှမကန့်ကွက်ခဲ့ကြပါဘူး။ဟာရိုရဲ့မိသားစုအတိုင်းအဝိုင်းအတွက်လူတစ်ယောက်ရဲ့တိုးတက်အောင်မြင်မှုဟာအရေးကြီးဆုံးဖြစ်ပေမဲ့အဲရစ်ကာရဲ့အတိုင်းအဝိုင်းအတွက်တော့မိသားစုဘဝကသာအရေးကြီးဆုံးဖြစ်နေပါတယ်။အဲရစ်ကာရဲ့မိဘဆွေမျိုးတွေကတက္ကသိုလ်သွားဖို့တိတ်မကြိုက်ကြပေမဲ့သူမကတော့ဒန်ဗာတက္ကသိုလ်ကိုတက်ရောက်ဖို့ရွေးချယ်ခဲ့ပါတယ်။အဲရစ်ကာဟာမိသားစုရဲ့ကန့်ကွက်မှုတွေကိုစန့်ကျင်ပြီးအဆင့်မြင့်ပညာရေးရရှိခဲ့ဆိုပေမဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေရဲ့လွှမ်းမိုးမှုကတော့ပျောက်ကွယ်မသွားသေးပါဘူး။အခန်း 3အောင်မြင်မှုရစေရန်ကူညီပေးသောမသိစိတ်ဒီအခန်းမှာတော့လူတစ်ယောက်ရဲ့မသိစိတ်ကသူ့ရဲ့အောင်မြင်မှုကိုဘယ်လိုလွှမ်းမိုးကူညီနိုင်မယ်ဆိုတဲ့အချက် 4 ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအချက်ကတော့မသိစိတ်ဟာလူတစ်ယောက်ရဲ့ဇယိုက်လက္ခဏာကိုပုံသွင်းပေးနိုင်တဲ့အချက်ပါပဲ။အဲရစ်ကာဟာဒီအကယ်ဒမီကိုစတင်ဝင်ရောက်ပြီးချိန်မှာတင်းနှစ်ကစားရတာကိုကြိုက်နေတတ်ပေမဲ့ကွင်းထဲရောက်ရင်သူမရဲ့ခံစားချက်ကိုမထိန်ချုပ်နိုင်တဲ့အခက်အခဲနဲ့ကြုံခဲ့ရပါတယ်။ကစားပွဲတစ်ခုမှာအဲရစ်ကာဟာနီးပြဖြစ်သူနဲ့အကြီးအကျယ်စကားများခဲ့ပြီးသူမရဲ့ခံစားချက်တွေကိုဖောက်ထုတ်ဖို့အတွက်နီးပြကိုကြမ်းတမ်းတဲ့အပြုတ်မှုတွေနဲ့တုံ့ပြန်မိခဲ့ပါတယ်။ဒီဖြစ်စဉ်တွေကိုပြန်စဉ်းစားကြည့်လိုက်တဲ့အခါအဲ့ဒီတော့ကစိတ်ဆိုးဒေါသထွက်နေသူဟာတခြားသစိမ်းတစ်ယောက်လိုဖြစ်နေရဲ့လို့ခံစားလိုက်ရပါတယ်။အမှန်ကတော့ကိုထိန်ချုပ်နိုင်စွမ်းဟာလူတစ်ယောက်မှာရှိတဲ့ဇယိုက်လက္ခဏာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဇယိုက်လက္ခဏာဟာအချိန်နဲ့အမျှပြောင်းလဲနိုင်စွမ်းရှိတယ်လို့ပဲကိုထိန်ချုပ်နိုင်စွမ်းဟာလည်းလူမှုပတ်ဝန်းကျင် social environment နဲ့ထက်ခါလုပ်တဲ့အပြုအမူ repetitive behaviors တွေကြောင့်ပြောင်းလဲမှုရှိနိုင်ပါတယ်။ဥပမာအဖြစ်စာသင်ကျောင်းတွေမှာတချို့ကျောင်းသားတွေဟာဆရာတွေပေါ်အရန်ယိုသေးလေးစားမှုရှိတာတွေ့ရပါလိမ့်မယ်။အဲ့ဒီယိုသေးလေးစားမှုဟာဘယ်ကရောက်လာတာလဲ။ဖြစ်နိုင်ခြေရှိတာကတော့ဒီကလေးတွေဟာသူတို့မိဘတွေကိုယိုသေးလေးစားတတ်အောင်အရင်သင်ယူခဲ့ပြီးအဲ့ဒီလေးစားမှုကိုတဖြည်းဖြည်းဖြန့်ကျက်လာတာဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်တခြားလူတွေဆရာမတွေပေါ်ဘယ်လိုဆက်ဆံနေဆိုတာကိုအတူယူတာမျိုးဖြစ်နိုင်တယ်လို့စာသင်ခန်းရဲ့အခြေအနေကမတိမတာလွှမ်းမိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဆရာမအပေါ်လေးစားမှုဟာလွှမ်းမိုးတတ်ရမှုပေါင်းများစွာကနေဖြစ်ပေါ်နိုင်ခြေရှိရဲလို့ပြောရမှာပါပဲ။အလားတူပဲတချို့လူတွေဟာသူများပစ္စည်းမခိုးဖို့လူကြီးလူကောင်းဆက်ဆံပြုမှုဖို့တခြားလူတွေဘက်ကိုထည့်တွေးဖို့အစရှိတဲ့ဇယိုက်လက္ခဏာကောင်းတွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒါဟာသူတို့ကြီးပြင်းကျင်လည်ခဲ့တဲ့လူမှုပတ်ဝန်းကျင်နဲ့ထက်ခါပြုလုပ်ခဲ့တဲ့အပြုအမူတွေကနေတဆင့်အလေးအကျင့်ဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။အလေးအကျင့်ဖြစ်လာတဲ့အခါအုံနောက်ရဲ့အလုပ်လုပ်ပုံတွေပုံစံပြောင်းလဲလာပြီးစဉ်းစားတွေးခေါ်ပုံနဲ့စိတ်နေစိတ်ထားတွေပါပြောင်းလဲသွားတာကြောင့်လူတစ်ယောက်ရဲ့ဇယိုက်လက္ခဏာကိုပုံဖော်ပေးနိုင်စွမ်းရှိလာတာဖြစ်ပါတယ်။အဲရစ်ကာဟာလည်းဒီအကယ်ဒမီမှာနေထိုင်ရင်းနဲ့ကျောင်းရဲ့ထောင်နဲ့ချီတဲ့စီမံစည်းကမ်းတွေကိုလိုက်နာရင်ကိုထိန်းချုပ်နိုင်စွမ်းပိုကောင်းလာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့စကားပြောပုံဆိုပုံနဲ့ကိုဟန်အမူအရာတွေပြောင်းလဲလာသလိုအေးဆေးတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အထက်တန်းကျောင်းရဲ့တတိယနှစ်လောက်မှာတော့အဲရစ်ကာဟာတင်းနှစ်ပြိုင်ပွဲတွေရောက်ရင်ပြိုင်ဘက်နဲ့ပြိုင်ပွဲပတ်ဝန်းကျင်တွေကြောင့်စိတ်မပြတ်လွင့်အောင်ထိန်းချုပ်နိုင်လာခဲ့ပြီးသူ့ရှေ့မှာရှိတဲ့ကစားပွဲကိုပဲအပြည့်အဝအာရုံစိုက်နိုင်လာခဲ့ပါတယ်။အသက်ကြီးလာတဲ့အခါမှာလည်းအဲရစ်ကာဟာသူမရဲ့ဘဝနဲ့ဆုံးဖြတ်ရွေးချယ်မှုတွေကိုနိုင်နင်းထိန်းချုပ်ကင်တွယ်နိုင်ခဲ့တယ်လို့စိတ်သက်သေကြပြီးစီကံရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အခုဆက်ပြီးမတိစိတ်ကအောင်မြင်မှုရအောင်ကူညီပေးတဲ့ဒုတိယအကြောင်းရင်းကိုလေ့လာကြည့်ရအောင်ပါ။
အဲ့ဒါကတော့လူအချင်းချင်းအပြန်အလှန်ဆက်ဆံရေးအပေါ်မတိစိတ်ရဲ့လွှမ်းမိုးတက်ရောက်မှုပဲဖြစ်ပါတယ်။ဒီနေရာမှာပြောတဲ့အပြန်အလှန်ဆက်ဆံရေးဆိုတာဟာစကားပြောဆိုပုံနည်းစနစ်တွေကိုဆိုလိုတာမဟုတ်ပဲကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကလူတွေကြားကဆက်ဆံရေးအပေါ်ဘယ်လိုနားလည်တယ်လဲဆိုတာကိုသာရည်ညွှန်းပါတယ်။ဥပမာအဖြစ်အမေရိကန်ပြည်ထောင်စုဟာကိုအားကိုပြီးအမိကိုကင်းကင်းရက်တည်ရဲ့ယဉ်ကျေးမှုကိုအယမ်းတန်ဖိုးထားတဲ့နိုင်ငံတစ်ခုပါ။ဒါပေမဲ့တေချာလေးလာကြည့်မယ်ဆိုရင်ပြည်သူတွေကြားထဲမှာတူညီတဲ့ယုံကြည်မှုနဲ့တူညီတဲ့အကျင့်စရိုက်တွေသဘာဝအလျောက်ရှိနေတာကြောင့်သက်ဆိုင်ရာလူမှုရေးအုပ်စုလေးတွေဖြစ်တည်လာတာတွေ့ရပါတယ်။အဲရစ်ကာဟာလည်းကောလိပ်ကျောင်းရောက်တဲ့အခါမှာမတူညီတဲ့လူမှုကွန်ရက်အသီးသီးရှိနေတာကိုသတိပြုမိခဲ့ပြီးအဲ့ဒီကွန်ရက်တွေအားလုံးနဲ့ချိတ်ဆက်နိုင်အောင်ရည်ရွယ်ချက်ထားခဲ့ပါတယ်။အဲရစ်ကာဟာအားလက်ချိန်တွေမှာလည်းသူမရဲ့လူမှုကွန်ရက်တွေကိုမြေပုံဆွဲကြည့်လေ့ရှိပါတယ်။သူမဟာတငယ်ချင်းတွေရဲ့နာမည်နဲ့ဇယိုက်လက္ခဏာတွေကိုစာရွက်ပေါ်မှာရေးချလိုက်ပြီးငင်းချောင်းတွေဆက်ဆွဲရင်းလူတစ်ယောက်နဲ့တစ်ယောက်ကြားကဆက်သွယ်မှုတွေကိုမြင်အောင်ကြည့်ရှုလေ့ရှိပါတယ်။မတိစိတ် theory ရဆိုရင်လူတွေဟာ social animals လို့ခေါ်တဲ့လူမှုတ attva တွေဖြစ်ကြပြီးလူတွေရဲ့ဆုံးဖြတ်ချက်တွေဟာပတ်ဝန်းကျင်ပေါ်မူတည်နေပါတယ်။မိသားစုတွေကြားကဆက်ဆံရေးကိုအချစ်နဲ့ထိန်းချုပ်ထားတာဖြစ်ပြီးအလောက်ခွင်နဲ့ပြင်ပကဘာကလူတွေကြားကဆက်ဆံရေးကိုတော့ယုံကြည်မှုနဲ့ထိန်းသိမ်းထားတာပါ။လူချင်းချင်းဆက်သွယ်မှုနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကနေတဆင့်လူတွေကြားမှာယုံကြည်မှုတွေပေါ်ထွက်လာပြီးယုံကြည်မှုပိုလေးနဲ့လေးအနစ်နာခံမှုပိုလို့လေးဖြစ်ပါတယ်။ဥပမာအဖြစ်ယုံကြည်မှုပြေးဝတဲ့ကုမ္ပဏီတစ်ခုမှာဝန်ထမ်းတွေဟာတတောင့်တတာရှိပြီးပူးပေါင်းဆောင်ရွက်နိုင်စွမ်းပိုကောင်းမှာဖြစ်တယ်လို့ပို့တိုက်မှုလည်းပိုနှဲမှာဖြစ်တာကြောင့်ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာတွေပိုပြီးချောမွေ့နေမှာဖြစ်ပါတယ်။အဲရစ်ကာရဲ့မသိစိတ်ထဲကလူမှုဆက်ဆံရေးဆိုင်ရာသိမြင်နားလည်မှုဟာသူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုလမ်းပြကူညီပေးခဲ့ပါတယ်။သူမဟာဌာနတစ်ခုနဲ့တစ်ခုကြားကတတိုင်းတွေကိုဖြိုချပေးဖို့နဲ့မတူညီတဲ့အုပ်စုအသီးသီးဌာနအသီးသီးကြားမှာအိုင်ဒီယာတွေလွတ်လပ်စွာစီးဆင်းနိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။သူမဟာမတူညီတဲ့ယဉ်ကျေးမှုနောက်ခံတွေကနေဆင်းသက်လာသူဖြစ်တာကြောင့်မတူညီတဲ့လူအသီးသီးရဲ့အိုင်ဒီယာတွေကိုလည်းနားလည်လက်ခံပေးနိုင်စွမ်းရှိနေတာကိုတွေ့ရပါတယ်။အောင်မြင်မှုလမ်းကြောင်းအတွက်မတိစိတ်ရဲ့တတရားမြောက်လမ်းပြကူညီမှုကတော့ကိုကျင်တရားဆောင်ထိန်နိုင်ခြင်းပဲဖြစ်ပါတယ်။အဲရစ်ကာနဲ့ဟာရိုးတို့ဟာနောက်ပိုင်းမှာအလုပ်တွေများလာတာကြောင့်နှစ်ယောက်သားအတူနေချိန်နဲတထက်နဲလာပြီးအချစ်မီးလျံလဲဖြည်းဖြည်းမှိမ့်မိန်လာပါတယ်။စီးပွားရေးဆိုင်ရာအစည်းအဝေးတစ်ခုအပြီးမှာအဲရစ်ကာဟာညှို့ငင်ဆွဲဆောင်မှုတစ်ခုကိုမလွန်ဆန်နိုင်ပဲဖောက်ပြန်မိခဲ့ပါတယ်။အဲ့ဒီဖောက်ပြန်ပြီးရဲ့ညမှာအဲရစ်ကာဟာသူမကိုသူမယွန်ရှာမှုနဲ့ရှက်ရွံ့မှုတွေကိုခံစားခဲ့ရပါတယ်။အဲ့ဒီတင်ကမှသူမရဲ့ခံစားချက်ကအကျိုးသည့်အကြောင်းသည့်ဆင်ခြင်နိုင်စွမ်းကိုအနိုင်ယူသွားခဲ့တာပါ။သူမဟာဒီဖြစ်ရဲ့ကြောင့်နောင်တရခဲ့ပြီးအဲ့ဒီအချိန်တုန်းကတခြားလူတစ်ယောက်ဖြစ်သွားသလိုခံစားခဲ့ရပါတယ်။အဲ့ဒီကိစ္စပြီးနောက်ပိုင်းမှာတော့အလားတူအခြေအနေမျိုးပေါ်လာတိုင်းအတိတ်ကနာကျင်မှုနဲ့ယွန်ရှာဆက်ဆုပ်မှုတွေမှတ်ဉာဏ်ထဲမှာပြန်ပေါ်လာတာကြောင့်ဘလို့တုံ့ပြန်တင်နေဆိုတာကိုစဉ်းစားနေစရာမလိုတော့ပါဘူး။ဒီအခြေအနေကိုမတိစိတ် theory ကကောင်းကောင်းရှင်းပြနိုင်ပါတယ်။မတိစိတ် theory အရကိုကျင့်တရားပိုင်းနဲ့ပတ်သက်လာရင်လူတစ်ယောက်ရဲ့မတိစိတ်ထဲကသိမြင်နားလည်မှုဟာယုတ်တိရှိရှိစင်ကျင်တွေးခေါ်နိုင်ခြင်းထက်ပိုအရေးကြီးရဲ့လို့သိရပါတယ်။တကယ်တော့တရုတ်မက္ကဆီကန်ဓလေ့ထုံးတမ်းတွေကြောင့်အဲရစ်ကာရဲ့စိတ်ထဲမှာမိသားစုကအရေးကြီးဆုံးလို့ဆွဆွဲမြဲခံယူထားပြီးသားပါ။ဒါပေမဲ့အရွယ်ရောက်လို့မတူညီတဲ့ကဘာရွေးထဲမှာကျင်လည်ရတဲ့အခါသူမရဲ့အတိတ်ကစံတန်မိုးတွေရဲ့လွှမ်းမိုးနိုင်စွမ်းဟာလျော့နေလာပါတယ်။ဒါကြောင့်အဲရစ်ကာဟာဖောက်ပြန်မိချိန်မှာသူမရဲ့မသိစိတ်ကသူမရဲ့အပြုတ်မှုကိုမထိန်ချုပ်နိုင်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စဖြစ်ပြီးချင်းသူမဘဝရဲ့ဇက်ကျိုးလွတ်သွားပြီဆိုတာကိုချက်ချင်းသတိထားမိလိုက်တာကြောင့်မတိစိတ်ရဲ့ပြန်လည်ထိန်းချောင်းပေးမှုနဲ့အတူအိမ်တော်ရေးပြိုကွဲမဲ့အခြေအနေထိမရောက်အောင်ကာကွယ်နိုင်ခဲ့ပါတယ်။အဲရစ်ကာဟာမိသားစုနဲ့ဟာရိုးပေါ်မှာထားတဲ့လေးနက်တဲ့တစ္ဆာတရားကိုပြန်လည်ထားရှိခဲ့ပြီးနှစ်ဦးသားအိမ်တော်ရေးလမ်းကြောင်းမှန်ပေါ်ကိုပြန်တက်နိုင်ခဲ့ကြတာကိုတွေ့ရပါတယ်။မတိစိတ်ရဲ့စတုထမြောက်လမ်းပြကူညီမှုကတော့အလုတ်တာဝန်တွေကိုခံစားနားလည်နိုင်စွမ်းဖြစ်ပါတယ်။20ရာစုအစောပိုင်းမှာစတန်ဖို့တက္ကသိုလ်ကပေါ်မောက္ခလူးဝစ်ဒါမန်ဟာ IQ မြင့်တဲ့ကလေးတွေကိုစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ဦးပါတယ်။ဒီကလေးတွေကိုနှစ်ရှည်လများစောင့်ကြည့်လေ့လာပြီးခဲ့တဲ့နောက်မှာတော့ IQ မြင့်မားမှုနဲ့အောင်မြင်မှုတို့ဓာတ်ရိုက်အချိုးမကျဘူးဆိုတာကိုတွေ့ခဲ့ရပါတယ်။ IQ မြင့်မားတဲ့သူတွေဟာစဉ်းစားတွေးခေါ်မှုနဲ့တွက်ချက်မှုလုပ်ငန်းတွေကိုကျွမ်းကျင်ကြရမယ်။တကယ်လက်တွေ့ဘဝမှာတော့ကိုယ့်ကိုယ်နှုတ်ဆော်ဖို့နဲ့ကိုယ့်ကိုယ်ထိန်းချုပ်ဖို့တို့အတွက်မသိစိတ်ကိုသာမှီခိုအားထားကြရပါတယ်။ဒီအချက်ကိုဟာရိုးနဲ့အဲရစ်ကာတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုကြည့်ရင်သိနိုင်ပါတယ်။ကောလိပ်ကနေဘွဲရပြီးတဲ့နောက်မှာဟာရိုးရဲ့တငယ်ချင်းတွေကသူ့ကို TV show တွေထုတ်လုပ်ဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။ဒီအလုပ်ကပတ်စံလည်းအများကြီးရမှာဖြစ်တယ်လို့အားလက်ချိန်လည်းများများရနိုင်ပါတယ်။သူ့တငယ်ချင်းတွေရဲ့မျက်လုံးမှာဒါဟာအကောင်းဆုံးဘဝတစ်ခုဖြစ်ပေမဲ့ဟာရိုးကတော့ဒီအလုပ်ကိုညှင်းဆန်ခဲ့ပါတယ်။သူဟာပတ်စံများရဖို့ဦးစားမပေးပဲသူအပြည့်အဝနှိမ့်မြုပ်နိုင်မဲ့သမိုင်းပညာရှင်ဘဝကိုသာရွေးချယ်ခဲ့ပြီးလူသိများတဲ့သမိုင်းပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်
ဒီအလုပ်က TV show တွေထုတ်လုပ်တာလောက်ပတ်စံမရပေမဲ့ဟာရိုးကတော့သူရွေးချယ်ခဲ့တဲ့လမ်းကြောင်းအတွက်နှစ်သက်ကျဉ်းခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ပတ်စံထက်အရေးကြီးတဲ့ပြည်မြောက်အောင်မြင်မှုအရသာကိုလည်းသူခံစားခဲ့ရပါတယ်။အဲရစ်ကာကတော့အထက်တန်းကျောင်းမှာကလေးကစီးပွားရေးနယ်ပယ်မှာခေါင်းဆောင်တူဖြစ်ချင်ခဲ့သူပါ။ကောလိပ်ရောက်တဲ့အခါမှာသူမဟာမတူညီတဲ့ယဉ်ကျေးမှုတွေကိုစိတ်ဝင်စားခဲ့ပြီးဘွဲရပြီးနောက်မှာတော့ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်။ဒါပေမဲ့သူ့အဖွဲ့သားတွေရဲ့တွေးပုံတွေးနည်းကိုသဘောမကျတာကြောင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီရည်မှန်းချက်ပြည့်မြောက်ဖို့အတွက်သူမဟာအလုပ်အရန်စူးစမ်းခဲ့တယ်လို့စီးပွားရေးလုပ်ငန်းတွေအတွက်အိုင်ဒီယာရဖို့လဲအတိအကျမ်းတွေအားလုံးကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။သူမရဲ့စွန့်ဦးတီထွင်ခရီးအစဟာအရန်ခက်ခဲကြမ်းတမ်းခဲ့ပြီးကုမ္ပဏီဟာဒေဝါလီခံရကန်ဒီအထိဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲရစ်ကာရဲ့တာဝန်ယူစူးစမ်းခြင်းစိတ်နဲ့မတူညီတဲ့ယဉ်ကျေးမှုတွေကိုသုံးသပ်နိုင်စွမ်းတွေကြောင့်ကုမ္ပဏီဟာလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့ပြီးအောင်မြင်မှုရရှိခဲ့တာကိုတွေ့ရပါတယ်။ဒါဟာမတိစိတ်ရဲ့ကူညီထောက်ပံ့မှုကြောင့်အောင်မြင်မှုရခဲ့တဲ့ဥပမာတွေပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ The Social Animal စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့ဖတ်ရှုလေ့လာခဲ့ကြပြီးပါပြီ။ဒီစာအုပ်ရဲ့ပထမခန်းမှာမတိစိတ်ရဲ့သဘောတဘာဝနဲ့မတိစိတ်ရဲ့မမြင်ရတဲ့စွမ်းအားတွေကိုလေ့လာခဲ့ရမှာဖြစ်ပါတယ်။ဒုတိယခန်းမှာတော့လူတစ်ယောက်ရဲ့မတိစိတ်ကိုအဓိကပုံဖော်ပေးတဲ့ကလေးဘဝ၊ကျောင်းသားဘဝနဲ့ယဉ်ကျေးမှုနောက်ခံတွေအကြောင်းဖော်ပြခဲ့ပါတယ်။တတိယခန်းမှာတော့ဘဝအောင်မြင်မှုရအောင်ကူညီပေးနိုင်တဲ့မတိစိတ်ရဲ့လွှမ်းမိုးတရားမှုတွေကိုလေ့လာဖတ်ရှုခဲ့ရမှာဖြစ်ပါတယ်။စာရေးသူ David Brooks ရေးသားထားတဲ့ The Social Animal ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုဒီမှာရနာခွင့်ပြုပါရှင်။ရွှေနှုတ်ကိုအားပေးကြတဲ့ပရိသတ်များအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်။